အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက် Next.js for beginner ဆိုတဲ့စာအုပ်လေးကိုကျွန်တော်ဖတ်ထားတာရှိပါတယ်ပေါ့နော်အဲ့ဒီဖတ်ထားတဲ့ဟာလေးကိုညီလေးတို့ညီမလေးတို့လည်းNext.js ကိုစပြီးတော့လေ့လာခြင်းနဲ့ဘယ်ဟာစလို့စာမှမသိဘူးနော်နောက်တစ်ခါကျတော့စာအုပ်တွေဖတ်ပြီးတော့လည်းအချိန်အများကြီးမပေးချင်ဘူးပေါ့နော်အဲ့လိုမျိုးအတွက်ကိုဒီစာအုပ်ကိုဖတ်လိုက်ရတဲ့feeling ကလည်းလိုချင်တယ်ပေါ့နော်စာအုပ်ဖတ်လိုက်ရတဲ့ပုံစံမျိုးလည်းဖြစ်ချင်တယ်ဒီလိုမျိုးအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပြပါတယ်ဗျာအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာအစအဆုံးမှာပြောသွားမယ့်အပိုင်းတွေဟာပေါ့နော်တခြားအကြောင်းအရာတွေပါဝင်မှာမဟုတ်ပါဘူးဒီစာအုပ်လေးမှာပါတဲ့ကဏ္ဍလေးတွေသူပြောထားတဲ့ပုံစံလေးတွေစာရေးဆရာပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကအတန်အနေနဲ့စာအုပ်ဖတ်ပြတယ်လို့မျိုးပြောသွားမှာဖြစ်ပါတယ်ပေါ့နော်နောက်ကလက်တွေ့ကုတ်တွေလည်းကျွန်တော်ရေးပြသွားမှာဖြစ်ပါတယ်အဲ့တော့စာအုပ်ကိုအချိန်ပေးပြီးတော့မဖတ်နိုင်တဲ့သူတွေအတွက်လည်းတစ်စုံတစ်ခုအကူအညီဖြစ်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီစာအုပ်ရဲ့စာရေးဆရာနာမည်ကြီးတော့ PPK လို့ရေးထားတယ်ပေါ့နော်ကျွန်တော်အရှိကောက်တော့မသိပါဘူးဒီမှာလည်းမရေးထားဘူးเนาะမရေးထားတော့ကျွန်တော်မသိပါဘူးအဲ့တော့ဒီတိုင်းပဲမှတ်ထားလိုက်ကြအောင်လေเนาะဒီစာအုပ်ကအဓိကရည်ရွယ်ထားတာလုံးဝ beginner တွေအတွက်ပါเนาะအဲ့တော့ကိုက Next.js ကိုအတော်အသင့်ပေါ့နော် experience ရှိတယ်ဆိုရင်ဒီဗီဒီယိုကကြည့်စရာမလိုပါဘူးပေါ့နော်အဲ့တော့တခြားအကြောင်းအရာတွေတခြား content ဗီဒီယိုလေးတွေကိုကြည့်လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီစာအုပ်ကိုကင်းလေးကဝယ်ထားတာပါပေါ့နော်ကျွန်တော်လည်း Next.js ကိုစပြီးတော့လေ့လာတုန်းက beginner အနေနဲ့လွယ်ကူဆုံးပဲဖတ်ချင်တယ်ဗျာခက်ခဲတာတွေမဖတ်ချင်ဘူးအဲ့တော့လွယ်မယ်လို့ထင်တဲ့စာအုပ်ပေါ့နော်လုံးဝခေါင်းစဉ်နဲ့လိုက်အောင်လို့ဒီစာအုပ်လေးကတော်တော်လေးလွယ်ပါတယ်သူပြောပြထားတာပေါ့နော်အဲ့တော့ဒီစာအုပ်မှာအဓိကပေါ့နော်ဘာတွေလေ့လာရမလဲဆိုတော့Next.js ရဲ့ fundamental တွေဖြစ်တဲ့ pages တွေအသုံးပြုဖို့အကြောင်းပေါ့နော် component အကြောင်းနဲ့အဓိက Next.js ရဲ့သူရဲ့ structure တစ်ခုဖြစ်တဲ့ file based routing ပေါ့နော်အဲ့ဒါကိုလေ့လာရမှာဖြစ်တယ်နောက်တစ်ခုကကျတော့ CSS module အကြောင်းတွေနော် Next.js မှာ CSS တွေနဲ့ဘယ်လိုချိတ်ဆက်သုံးမလဲဆိုတဲ့အကြောင်းတွေလေ့လာရမယ်နောက်တစ်ခုကကျတော့ data နဲ့ပတ်သက်တာတွေဆိုရင်တော့ကျွန်တော်တို့ SSG လို့ခေါ်တဲ့ server side generation နဲ့ SSR လို့ခေါ်တဲ့ server side rendering ဆိုတဲ့အကြောင်းတွေเนาะ client side fetching အကြောင်းတွေလေ့လာရမှာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ API ဘယ်လိုခေါ်မလဲပေါ့နော် background API ဘယ်လိုခေါ်မလဲဆိုတဲ့အကြောင်းတွေရယ် next or အကြောင်းရယ်เนาะတခြားအကြောင်းအရာလေးတွေ deployment လုပ်ပုံအကြောင်းလေးတွေเนาะကျွန်တော်တို့ developer တွေက software ရေးပြီးသွားတဲ့အခါမှာကို software ခါကိုတယောက်တည်းသုံးနေဖို့ပဲတော့မဟုတ်ဘူးလေเนาะဖြစ်နိုင်တော့လူများများသုံးလေကျွန်တော်တို့လည်းပျော်လေပေါ့เนาะ developer ကြိုက်လေပဲပေါ့เนาะအဲ့တော့အရင်တော့ကကျွန်တော်တို့ဟိုးရင်တော့ဆိုရင်မလွယ်ကူဗျဘာဖြစ်လို့လဲဆိုတော့အမပါတယ်ပေါ့နော် static page လေးတစ်ခုကိုတော့ web page လေးတစ်ခုကိုကျွန်တော်တို့ကိုယ်တိုင်ရေးထားပြီးသွားပြီဆိုရင်အဲ့ဒီ web page လေးတစ်ခုကို deploy တော့လုပ်ဖို့အတွက်ကိုserver တွေဝင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံကနေဆိုရင်ဗျာထားပါတော့เนาะဥပမာတစ်လကို$5 $6ဆိုရင်တော့ကျွန်တော်တို့ချို့အခြေအနေအချိန်ခါတချို့တော့ចောင်းသားလေးတွေတော့ပေါ့နော်အဲ့အမျိုးတော့များတာပေါ့ဗျာနော်ကိုရဲ့ဒီ web page လေးတစ်ခုကကိုပတ်စံရှာပေးနိုင်မှလဲရှာပေးနိုင်မယ်တခါတလေကြာလဲကိုရဲ့ဝါဒနာရရေးထားတာလေးဖြစ်မယ်အဲ့ဒီအတွက်ကြီးကို user ကအများကြီးလာမယ်လို့လည်းမျှော်လင့်လို့မရနော်အဲ့တော့အဲ့ဒီအချိန်ဒီမျိုးမှာကျွန်တော်တို့ကပတ်စံကိုတစ်လောက်$5 $6ပုံမှန်ပေါ့နော်ပေးထားဖို့ဆိုတာကလည်းတနည်းအနေနဲ့တွက်ရင်တော့များသွားမယ်ဗျာနော်တန$5ဆိုရင်တော့တနည်း$60လောက်တော့ကျပါမယ်ထင်တယ်နော်အဲ့တော့အဲ့ဒီကိုရေးထားတဲ့ web page လေးကကိုပတ်စံတစ်မျိုးတနည်းတစ်ပုံနဲ့ပေါ့နော်ပြန်ရှာပေးနေအကြောင်းမဟုတ်ဘူးလေနော်အဲ့တော့ကျုံနိုင်ငံမှာလည်းဗျာ website တွေသုံးနေဆိုတာကအလေးထားအမတန်မှကိုနည်းပါတယ်နော် mobile နာလူတွေကသုံးကြတာလေ web page တော့ကြည့်ရမယ်ဆိုရင်တော်တော်များများက Chrome browser တောင်သုံးတတ်ကြတာမဟုတ်ဘူးလေနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကိုပတ်စံပေးထားဖို့ဆိုတော့တနည်းအားဖြင့် budget မထုတ်စေချင်ဘူးပေါ့နော်အဲ့အခုနောက်ပိုင်းတော့လွယ်လာပါပြီဥပမာဒီမှာဆိုရင်တော့ Facel ပေါ့နော်Facel ဆိုရင် Next.js အဓိကသူက support လုပ်ထားတာဒီ Facel community ကပဲ Next.js ကိုဒီ framework ကိုတည်ဆောက်ထားတာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အခမဲ့ကျွန်တော်တို့ရေးထားတဲ့web page လေးကိုကျွန်တော်တို့တွားပြီး deploy လုပ်ထားလို့ရတယ်เนาะportfolio တို့เนาะအဲ့လိုမျိုးကိုယ့်ရဲ့ portfolio
နောက်တစ်ခုကကြတော့ကိုပါတီလောက်ထားပါတယ် CV တို့เนาะအဲ့ဒါမျိုးတွေ web page design တွေနဲ့လောက်တာလို့ပါလို့ဆိုရင်တော်တော်လေးကိုအထောက်အကူဖြစ်ပါတယ်ဗျအဲ့တော့ထားပါတော့ပေါ့เนาะကျွန်တော်ဒီစာအုပ်ကိုမဖွင့်ပြပါဘာလို့လဲဆိုတော့ကျွန်တော်မသိတာကဘာလဲဆိုတော့စာရေးဆရာဆက်သွယ်ပြီးတော့ကျွန်တော်ဒါတွေလုပ်မယ်ဆိုရင်ကျွန်တော်လိုအပ်လားမလိုအပ်လားကျွန်တော်ဒါတွေမသိဘူးလေနော်အဲ့တော့မသိတော့နောက်ဘယ်လိုဆက်သွယ်ရမယ်ပါလဲညာလဲဆိုတော့လည်းကျွန်တော်မသိပါဘူးအဲဒါကြောင့်မလို့ကျွန်တော်ကဒီထဲကနေပြီးတော့ဗောနော် chapter like လေးတွေကိုဗာလုပ်ထားလဲဆိုတော့ slide လေးလုပ်ထားတယ်နော်အဲဒီ slide လေးတွေနဲ့ကျွန်တော်တို့တွားကြရအောင်လေနော်အဲ့တော့ကျွန်တော် slide လေးလုပ်ထားတာရှိပါတယ်ဒီစာအုပ်ပါခင်ဗျာ Node.js for beginner ဆိုတဲ့စာအုပ်ကိုကျွန်တော်အခုchapter like လေးရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာနော်စာရေးဆရာကတော့ PPK သူ့ရဲ့စာအုပ်ဒီအဖုံကပါမှာတော့ဒီနာမည်မပါပါဘူးခင်ဗျာကျွန်တော်ထည့်ထားတာပါနော်အဲ့တော့ website ရှိပါတယ်ခင်ဗျာ Node.js website ရှိပါတယ်Node.js လို့ပဲရှာလိုက်ပါအမှန်တက်ကြလာတဲ့ website ပါပဲခင်ဗျာထိဆောင် website ပါပဲနော်အဲ့တော့ကိုတော့ကြည့်ပြီးတော့ကြည့်လို့ရပါတယ်ဒီ slide မှာပါထားတာကျွန်တော် note ထုတ်ထားပြီးတော့ပြန်ရှင်းပြခြင်းပဲပါတယ်ခင်ဗျာအခြားအကြောင်းအရာတွေပါဝင်မှာမဟုတ်ပါဘူးပေါ့နော်ကျွန်တော် Node.js ကိုမလေးလာခင်ဘာတွေသိထားတဲ့လဲပေါ့နော်ပထမဦးဆုံးကလုံးဝဘာမှ knowledge မရှိဘဲနဲ့လာ Node.js ကိုစလေးလာလို့ရလားဆိုတော့အကောင်းဆုံးကတော့ဗျာကျွန်တော် Node.js ကိုမလေးလာခင် React.js ကိုပို့တည်ထားရင်ကောင်းပါတယ်နော် React.js ကိုရပြီဆိုရင်Node.js ကိုလေးလာတင်ပါတယ်ဒီလိုပဲပြောရမှာပါဗျာနော်အဲ့တော့ဟိုမှာ React.js ရဖို့အတွက်ကို JavaScript အရင်သိရမယ်လို့ပါလို့ဒါတွေကတော့ရှိတာပေါ့ဗျာနော်အဲ့တော့ထားပါအဲ့တော့ကျွန်တော်ကအဲ့ဒီ JavaScript အကြောင်းနဲ့ခြားအကြောင်းတွေပြောချင်တာမဟုတ်ပါဘူးကျွန်တော်တွားချင်တာ Node.js ဖြစ်တာကြောင့် Node.js အကြောင်းပဲတွားလေးရနော်အဲ့တော့ Node.js ကိုအဓိက support ပေးထားတာ Fastega ပါနော်အဓိက support ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော် Node.js project တွေကို Fastega မှာတွားပြီးတော့ deploy လုပ်တဲ့အခါမှာဆိုအမ်တမကိုလွယ်ကူပါတယ်နော်အဲ့တော့ဒီ Node.js ကိုလေ့လာတဲ့အခါမှာ routing ပေါ့နော်အဓိကအပြင်ကျွန်တော်တို့ file structure routing လုပ်ပုံတွေကိုကောင်းနားလည်သွားလိမ့်မယ် SEO နဲ့ပတ်သက်ပြီးတော့နားလည်လာလိမ့်မယ်နောက်တစ်ခုက server side rendering အကြောင်းတွေသိလာလိမ့်မယ်နောက်က performance optimization လို့ခေါ်တဲ့ performance အကြောင်းတွေသိလာလိမ့်မယ် deployment လုပ်ရတာဘယ်လောက်လွယ်ကူလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဒီစာအုပ်ထဲမှာလေ့လာရမှာဖြစ်တယ်နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီရဖို့ကဒီ client side rendering လို့ခေါ်တယ်ပေါ့နော်အတူကောက်ကတော့ CSR ပေါ့ဒါက React.js ကအလုပ်လုပ်ပုံပါနော် Node.js ကကြတော့ SSR နဲ့ SSG လို့ခေါ်ပါတယ်server side rendering နဲ့ static side generation ပေါ့နော်ကျွန်တော်အရှိမပြောခဲ့တာလေးတွေမှားရင်ခွင့်လို့ပါပေါ့နော်အဲ့တော့အဲ့ဒီအလုပ်လုပ်ပုံလေးကိုတည်ထားတာပိုကောင်းပါတယ်ကျွန်တော်တို့ browser မှာပေါ့နော် tab တစ်ခုဖွင့်လိုက်တယ်တစ်ခုရှာလိုက်တယ်ကျွန်တော်တို့ရှာလိုက်တဲ့အခုမှ data information တွေကြာလာတယ်အဲ့ဒီကြာလာတဲ့ဟာတွေကနောက်ကွယ်မှာ code တွေရှိပါတယ်เนาะတပုံတွေပြဖို့အတွက်စာသားတွေပြဖို့အတွက်နောက်ကွယ်မှာHTML code တွေเนาะသူနဲ့ရောစပ်နေတဲ့ JavaScript code တွေရှိပါတယ်နော်အဲ့ဒီ JavaScript file လည်းရှိတယ်နော်အဲ့ဒီ file တွေကို client side rendering လို့ခေါ်တဲ့ဒီ React ကကြတော့ဥပမာဒီမှာဆိုရင်ပေါ့နော် JavaScript file လိုက်ကိုဘာကိုပေးလိုက်တာလဲဆိုတော့ browser ကိုပေးလိုက်တာအဲ့ဒီ browser ကဒီ JavaScript file ကိုဘာလုပ်ကလဲဆိုတော့လုပ်ကပါတယ်လုပ်ကတယ်ပေါ့ဖတ်ကတယ်ပေါ့ဗျာတနည်းအားဖြင့်အဲ့ဒီဖတ်တဲ့ချိန်မှာကျွန်တော်တို့ဒီရေးထားတဲ့ code တွေရှုပ်ထွေးတာနော်နောက်တစ်ခုကများတာ code file တစ် file code တွေကအများများတာဆိုဘာဖြစ်လဲဆိုတော့နောက်တပုံလို့ဘာလို့ဆိုနော်ဒီမှာဘာဖြစ်တတ်လဲဆိုတော့ခဏတစ်ဖြုတ်လောက်လေးကျွန်တော်တို့ blank screen ဖြစ်သွားတာမျိုးเนาะနောက်ကလှုပ်တင်တက်နေတာမျိုးဒါမျိုးလေးတွေဂျုံကတတ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးလောက်တာထပ်ဆရင်အဲ့နေရာမှာလေဒီ browser ရဲ့ internet ပေါ်မှာမူတည်ပြီးတော့တခါတလေကျွန်တော် internet မကောင်းတာတွေလည်းရှိတာပေါ့ဗျာနော်အဲ့ဒီ internet မကောင်းတာတွေကokay လောက်တင်ပူကြပါစေတကယ်တမ်းကျတော့ကုတ်ကမဟုတ်ဘူးကျွန်တော်တို့ဘက်ကဖြစ်တာလည်းဖြစ်နိုင်တယ်နော်အဲ့လိုမျိုးမဖြစ်အောင်လို့နောက်တစ်ခုကကြတော့ Node.js ကကြတော့အဲ့ဒါ solution လုပ်ပါတယ်သူမှနှစ်မျိုးရှိတယ် SSR နဲ့ SSG ပါတနည်းအားဖြင့်တော့ဗျာခုနတုန်းကဒီ JavaScript file ကို browser ဘက်မှာရောက်တော့မှာပေါ့နော် code file လိုက်ကြီး browser ဘက်ရောက်တော့မှာလောက်တာမဟုတ်ဘဲနဲ့ server ဘက်မှာကလေးဟိုတခါတည်းဒီ HTML code နဲ့လိုအပ်တဲ့ဒီ HTML code ထဲမှာပါတယ်ကျွန်တော်တို့ဒီ JavaScript file တွေပေါ့နော်အဲ့ဒီ file တွေကိုတခါတည်း server side မှာဘာလုပ်လဲဆိုတော့ render လုပ်ပါတယ်နော် render လုပ်တယ်render လုပ်ပြီးတော့အဲ့ဒီလုပ်ထားတဲ့ file မှာဘာဖြစ်လဲဆိုတော့ browser ဘက်ကိုပေးလိုက်တာနော်အဲ့တော့ဥပမာများသောအားဖြင့်လေနော်ကျွန်တော်တို့ကline ကကြာတာဖြစ်နိုင်တယ်ဒါပေမဲ့ server ပေါ်မှာတွားတင်တဲ့ server ကဥပမာကျွန်တော် network သတ်မှတ်ထားဆိုရင်အဲ့ဒီသတ်မှတ်ထားတဲ့ network အရာနော် performance အရာသူကကောင်းနေမှာပဲနော်များတော့အဖြစ်တော့ကောင်းတာပုံများပါအဲ့တော့ performance အရာဆိုရင်ဘာဖြစ်လဲဆိုတော့ဒီ SSR နဲ့ SSG ကပို့ပြီးတော့ကောင်းတယ်ပေါ့ဗျာနော်ဒါမျိုးလေးပါ
အဲ့တော့ okay ဒါကကျွန်တော်တို့ဟို CSR ရဲ့ SSR တွေရဲ့ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ဟာကိုအကြမ်းမြင်ရှင်းပြခဲ့တာဖြစ်ပါတယ်နော်နောက်တစ်ခုကကျတော့ဒီ Node.js ပေါ့နော် Node.js ပဲဖြစ်ဖြစ်ကျွန်တော် real project ပဲဖြစ်ဖြစ်ရေးမယ်ဆိုရင်ကျွန်တော်တို့set ထဲမှာ Node server ရှိဖို့လိုပါတယ်နော်အဲ့တော့ Node server လေးကိုကျွန်တော်တို့ဒီ link မှာတက်ထောင်းလို့ရပါတယ်တကယ်လို့ကို့မှာမရှိသေးဘူးပေါ့နော်ကိုကပထမဦးဆုံးစလုပ်တဲ့သူဆိုရင်ဒီမှာတက်ထောင်းပါနော်အဲ့လိုမဟုတ်ဘူးကိုကအရင်တော့တွင်ထားဘူးလားမတွင်ထားဘူးလားမသိဘူးဆိုရင် Windows OS မှာဆိုရင်တော့ command prompt ပေါ့နော် command prompt ဖွင့်လိုက်ဥပမာကျွန်တော်တို့ဒီအောက်က search bar လေးမှာကျွန်တော် Windows OS မသုံးတာကြတော့တေချာတော့မမိတော့ဘူးဗျာနော်ဒီအောက်က search တော့ရှိမှာပဲလीဗျာနော်အဲ့ဒီ search မှာ CMD လို့ရိုက်ထည့်လိုက်ရင်command prompt ကြာလာလိမ့်မယ်ဒီ Mac OS မှာဆိုရင်တော့ကျွန်တော် terminal ပေါ့နော် terminal ဖွင့်လိုက်တဲ့အခါကျရင်ကြာလာလိမ့်မယ်အဲ့မှာကျွန်တော်တို့ node-v ပေါ့နော်အဲ့တော့ node space -v ပါတော်တော်များများကကျွန်တော်တို့နိုင်ငံမှာဒါကို minus လို့ခေါ်တယ်ကျွန်တော်ကလေဟိုဆရာကြီးလောက်လာတော့မဟုတ်ဘူးဗျာနော်ဟိုမခေါ်စေချင်ဘူးသူ့ရဲ့ user ချက်က minus မဟုတ်ဘူးလို့မဟုတ်ဘူးပေါ့ဗျာနော်သူ hyphen လို့ခေါ်တာပို့ပြီးတော့ကောင်းမယ်ဗျာနော်အဲ့တော့ minus ဆိုတာကတကယ်တမ်းတော့ minus တို့ plus တို့ဆိုတာ calculation လုပ်တဲ့နေရာမှာသုံးတာဗျာနော်အဲ့တော့ဟိုတော်တော်များများကလည်းဟိုနှုတ်ချိုးနေကြတာပေါ့ဗျာနော်ထားပါတော့ဗျာအဲ့တော့ node space -c -v အကုန်လုံးအသေးတွေကြီးပဲဒီ hyphen နဲ့ node နဲ့ကြာမှာ space ပါတယ်နော်အဲ့တော့ enter နှိပ်လိုက်တဲ့ခါကျရင်ဒီ version node version ထွက်လာလိမ့်မယ်ဒီ version ကကျွန်တော်တော့ latest မဟုတ်ဘူးဗျာနော် latest မဟုတ်ဘူးဒါပေမဲ့ဒီကျွန်တော်တွက်လေ့လာကြည့်တဲ့အခါမှာဒီ PowerPoint slide ပေါ့နော်ပြင်တဲ့အချိန်တွက်လေ့လာကြည့်တဲ့အခါမှာ node version 20အထက်ဆိုရတယ်လို့ပြောတယ်နော်ရတယ်ဆိုတဲ့အတွက်ပေါ်မှာကျွန်တော်တို့ကျွန်တော်22ရှိတယ်ဆိုတော့အဆင်ပြေပါဗျာတကယ်လို့လုံးဝမရှိရင်ဒီမှာတော့ down လိုက် latest ရတော့ဟို stable version ရတော့ပိုကောင်းတာပေါ့ဗျာနော်အဲ့တော့တောင်းလိုက်ပါပေါ့နော်ဘာမှမခတ်ပါဘူး next တွေပဲကောင်းနေလဲပါပြီးတော့ပါလိမ့်မယ်နော်တာမန် software တခု installation လုပ်တယ်လို့ပဲအဲ့တော့ okay ကျွန်တော်တို့တကယ်လို့ပေါ့နော်အဲ့ဒါပြီးသွားလို့ကိုယ် set ထဲမှာဟိုinstall လုပ်ပြီးွားပြီပေါ့နော် install တော့ကျွန်တော်မလုပ်ပြတော့ဘူးဗျာနော် install လုပ်တာဘာမှမခတ်ပါဘူးတကယ်လို့အခက်အခဲရှိတယ်ဆိုရင်တော့ဟိုတခြား installation video လေးကြည့်လိုက်ပေါ့နော်ဟိုစက္ကန့်ပိုင်းလောက်လေးပဲရှိမှာပါအဲ့တော့ထားပါတော့ဗျာကျွန်တော်တို့ install လုပ်ပြီးွားရင်တခုတတိထားမှာကကျွန်တော်တို့ terminal ပြော command prompt ပြောပေါ့နော်ပထမတစ်ခေါက်စမ်းထားတယ် terminal မှာမစမ်းပါနဲ့ terminal ပိတ်လိုက်ပိတ်ပြီးတော့အဲ့ဒီ terminal command prompt ကိုပြန်ဖွင့်ပြန်ပြီးတော့ကိုက node space -v ဆိုပြီးတော့ပြန်ရေးလိုက်နော်အဲ့ဒါဆိုရင်တော့အဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့ရပြီဆိုရင်ကျွန်တော် project ဆောက်မယ်ပေါ့နော်ကိုယ် set ထဲမှာ node.js ပဲရှိဖို့လိုတယ်ဗျနော် node server ပဲရှိဖို့လိုတယ်အဲ့တော့ okay node server ရှိပြီဆိုရင်ကျွန်တော်တို့ဒီ project တိဆောက်ဖို့ပေါ့နော်တူဒီပါဒီ quick step ကကျွန်တော်ဒါပေါ့ဆောက်ခုနတုန်းကဆောက်ထည့်ရတော့မဟုတ်ပါဘူးကျွန်တော်ဟို documentation သူ့ရဲ့ official documentation ပေါ့နော်ဒီ node.js server ရဲ့ official documentation နဲ့ screenshot ရိုက်ပြီးယူလာတာပါနော်ကျွန်တော် copy ကူးလာတာပေါ့ဗျာနော်အဲ့တော့ okay ဟုတ်ပြီဒီမှာတွက်ကြည့်မယ်ဆိုရင်ပထမဆုံး project ဆောက်မယ်ပေါ့နော်သူ့ရဲ့ project ဆောက်တဲ့ဟာတွေကအများကြီးဗျ PN ရှိတယ် node package manager ပေါ့နော်အရှိကောက်ကတော့ npm ဆိုတာအဲ့တော့ node package manager မှာ version update လုပ်ထားတာဖြစ်ပါလိမ့်မယ်နော်PN ဆိုတာရှိတယ် npm yan ရှိတယ် v1 ရှိတယ်ကျွန်တော်တို့ကတော့ဘာလို့သုံးလဲဆိုတော့ npm ပဲသုံးမယ်နော် npm သုံးမယ်အဲ့တော့ဒီ npm သုံးပြီးတော့တည်ဆောက်တဲ့ command line တွေကဒီဟာပါအဲ့တော့ထိပ်ဆုံးက npx ဆိုပြီးတော့လာတယ်နောက်ဘူးကတစ်ခါကျရင် create next app ပေါ့နော် next application တည်ဆောက်ချင်တာကြောင့် next ဒီဟာထည့်မရေးလေရတယ်ဒီ add latest ကနော်ထည့်မရေးလေရတယ်ဒါပေမဲ့ရေးတယ်ဆိုရင်တော့ဒီ next version latest version ကိုအသုံးပြုပြီးတော့ project တည်ဆောက်ရပေးလိုက်မယ်နော်နောက်တစ်ခုကကျတော့ဒါကကျတော့ကိုယ့်ရဲ့ application တွေပါနော် application တွေကအသေးတွေနဲ့ပဲပေးပါအကုန်လုံးအသေးနဲ့ပေးပါကျွန်တော်တို့speed တွေပါလို့မရပါဘူးတခါတည်းတွေ့ရမှာပါနော်နောက်ဘဝတဲ့ခါကျရင် hyphen yes ဆိုပြီးတော့ရှိတယ်ဒါကမရေးလဲရပါတယ်နော်မရေးလဲရတဲ့ဒီ documentation မှာတော့သူကတော့ရေးပြထားတယ်ပေါ့နော်အဲ့ဒါက project တိဆောက်တဲ့ command line ပါကျွန်တော်တို့ JavaScript project တွေကခုနောက်ပိုင်းကောင်းတာတစ်ခုကဘာလဲဆိုတော့ command line တစ်ခုနဲ့ project တစ်ခုပေါ့နော်တနည်းအားဖြင့်hello world project လေးတစ်ခုက command line တစ်ခုနဲ့ပြီးတယ်ဗျအဲ့ဒါလေးလည်းတော်တော်လေးမဆိုးဘူးလေနော်အဲ့တော့ okay ကျွန်တော်တို့တိဆောက်ကြည့်အောင်ဗျကျွန်တော် terminal ရပဲတိဆောက်မယ်ကျွန်တော်မှာ project folder ရှိတယ်ပေါ့နော်အဲ့တော့ကိုရှိတဲ့ project folder ကိုပဲကိုတွားလိုက်မယ်
တကယ်လို့ကိုမှတတ်မှတ်ထားတာ folder မရှိဘူးဆို folder တော့စောက်လိုက်ပေါ့ဗျာနော် folder တော့စောက်ပြီးတော့အဲ့ဒီ folder အောက်ထဲကို cd ကိုအသုံးပြုပြီးတော့ရွှေ့လိုက်ပေါ့နော်ဥပမာကျွန်တော်ဆိုရင်တော့ cd ဆိုပြီးတော့ vs code ဆိုပြီးတော့ကျွန်တော်မှရှိတယ် next code ဆိုပြီးတော့ vs code နေရာကိုသွားမယ် okay ကိုတိဆောက်ခြင်းနဲ့ project တိဆောက်ခြင်းနဲ့နေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပြထားတဲ့အတိုင်းပဲproject တိဆောက်မယ်ပထမဆုံးက npx ကိုသုံးမယ် create next app ဆိုတာ next application ဆိုတဲ့ဟာကိုအခြေခံပြီးတိဆောက်ခြင်းလို့ပါเนาะပြီးသွားတဲ့အခါကျရင်latest ဆိုပြီးရေးပါမယ်ဒါမရေးလဲရပါတယ် latest ရေးတော့ next version latest ကိုအသုံးပြုပြီး project တိဆောက်အောင်ပါပေါ့เนาะနောက်တစ်ခုကကျတော့ my space app ဒါ application name ပါเนาะကို application name အကောင်းဆုံးတော့အသေးလေးနဲ့ပဲရေးပါပေါ့เนาะပြီးသွားရင်နောက်က hyphen yes ဆိုတာကထည့်မရေးလဲရပါတယ်တကယ်လို့ထည့်ရေးလိုက်တယ်ဆိုရင်တော့ဒီနေရာမှာကြော်အောင်နော်ကြော်ပါလိမ့်မယ်ကျွန်တော် yes ကိုပဲပေးလိုက်ပါမယ် okay ပြီးသွားရင်သူဒီမှာမလုပ်နေပြီလဲဆိုတော့ project တည်ဆောက်နေပါပြီခင်ဗျာခဏလေးစောင့်လိုက်အောင်နော် okay အခုဆိုရင်တော့ project တည်ဆောက်တာပြီးတော့ပါပြီခင်ဗျာအဲ့တော့နည်းနည်းလေးတော့ကြာပါတယ်2မိနစ်3မိနစ်လောက်တော့ကြာတယ်ပေါ့နော်အဲ့မှာဆိုရင်သူဒီမှာပကတိတိဆောက်သွားတယ်ဆိုတဲ့ဟာကိုပြောထားပါတယ်ပေါ့နော် okay ပြီးသွားရင်ကျွန်တော်တို့ကလက်ရှိကကျွန်တော် VS Code folder အောက်ထဲကိုရောက်နေတာကျွန်တော်တည်ဆောက်လိုက်တဲ့ application တွေက my app အဲ့တော့ my app ဆိုတဲ့အောက်ထဲကို folder အောက်ထဲကိုကျွန်တော် chain directory လောက်လိုက်မယ် cd ဆိုတာ chain directory ပါခင်ဗျာ okay ပြီးသွားရင်ကို folder အောက်ထဲရောက်ပြီဆိုရင်တော့ဒီမှာသူက npm run dev လို့ပြောထားတယ်ဗျအဲ့တော့ကျွန်တော်တို့အဲ့တိုင်း run လိုက်အောင် npm run dev dev ဆိုပြီးတော့ command run လိုက်မယ် okay ဒါဆိုရင်တော့ဒီမှာapplication လေးကစသွားပြီပေါ့နော်အဲ့တော့သူစသွားတာဆိုရင် http localhost 3000 port number 3000မှာတုံးသွားတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ IP address number ပါအဲ့တော့ဒီဟာကို copy ကူးနေကူးပေါ့ဗျာနော် copy မကူးလဲကျွန်တော်တို့ဟိုမှာbrowser မှာကိုယ့်ဘက်ကိုလက်နဲ့တွားရေးလိုက်ပါပေါ့နော် okay ကျွန်တော်ကတော့ copy ကူးပြီးတော့ဒီမှာပေးချလိုက်မယ်ဒါဆိုရင်loading လေးကြာနေတယ်ဗျာနော်တက်လာပါပြီခင်ဗျာ Node.js ရဲ့ဒီ project တိဆောက်ထားတဲ့ project structure အတိုင်းပေါ့နော်တက်လာတဲ့ hello world page လေးပါပေါ့နော်အဲ့တော့ဒါကတော့ title ရှိတယ်နော်ကျွန်တော်တို့ဒီမှာ folder သူစပြီးတော့ပြင်ချင်တယ်ဆိုရင်တော့ pages.tsx file ဆိုတဲ့file မှာပြင်ပါပေါ့နော်နောက်တစ်ခုကဒါ documentation တွေတွက်ကြည့်ဖို့အတွက်ကိုသူ share ပေးထားပါတယ်နော်အဲ့တော့ဒီ application ကိုဒီကျွန်တော်တို့အခု project တိဆောက်သွားတာကိုဖွင့်ဖို့အတွက်ဆိုရင်တော့ VS Code လေးနဲ့ဖွင့်ထားတော့ပိုကောင်းပါတယ်နော်အဲ့တော့ VS Code ကိုသွားနောက်ပွားတဲ့အခါကျရင်ကိုယ့်ရဲ့ခုနတုန်းက application ကိုနှိပ်တကယ်လို့ကိုကမရဘူးဆိုဒီမှာ file ဆိုပြီးတော့ကျွန်တော်တို့ open ဆိုပြီးတော့သွားနော်အဲ့တော့ကိုယ့်ရဲ့ project directory စီကိုသွားနောက်ပွားတဲ့အခါကျရင်ကိုယ့်ရဲ့ခုနတုန်းက application လေးကိုရှာလိုက် my app ဆိုတာတွေ့ပြီ okay ပြီးသွားရင် open ဆိုဖွင့်လိုက်ပါနော် okayဒါဆိုရင်ကျွန်တော်တို့ application folder လေးတက်လာပြီနော်ခုနကတော့လို့ terminal ပေါ့နော် terminal ကနေ run ကျင်ဘူးဆိုရင်ကျွန်တော်တို့ terminal မှာ run တော့ store လိုက်ပေါ့နော် control C နှိပ်ပြီးတော့ store လိုက် okay ပြီးသွားရင်ဒီ VS Code ရဲ့အောက်မှာနော်ဒီဟာလေးရှိတယ်ဒီကျွန်တော်တို့ဒီ panel လေးတွေပိတ်တဲ့ဖွင့်တယ်နော်ဒါလေးတော့ရှိတာအောက်ကဟာလေးနဲ့ကျွန်တော်တို့ npx run dev ဆိုပြီးတော့ရေးလိုက်ပါနော် dev က development environment ပေါ့နော်အဲ့ဒါနဲ့ run ပါဆိုပြီးတော့ပြောလိုက်တာ okay ဟုတ်အဲ့ဒါတက်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲမသိဘူးကျွန်တော် command line မှာလာတာsorry npm run dev ပါနော် npm run dev dev ဆိုရင်ရမှာပါ okay ရသွားပါပြီဒီနေရာလေးကို control လေးဖိပြီးတော့လေကလစ်လေးနှိပ်လိုက်ရင်သူ့ဘာသူ browser ပေါ်လာပါတယ်နော်တကယ်လို့ဒီရမှာမဟုတ်လဲအဲ့ဒီ link လေးကိုခုနကတော့လို့ copy ကူပြီးတော့ကျွန်တော် browser ကိုသွားကျွန်တော်တို့ဒီမှာပေးချလိုက်ဒီ hello world page လေးကြာလာမှာပါနော်ဒီဘက်မှာတော့သူ့ရဲ့ project folder ရှိပါတယ်အဲ့တော့ပြန် store ချင် control C ဆိုပြီးနှိပ်လိုက်ရင် store အောင်ပါ store သွားရင်ကျွန်တော်ဒီမှာလာကြည့်လိုက်ရင်ဘာမှမရတော့ပါနော် okay ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးNode.js ရဲ့နော်ဒီ chapter 1လေးကဒီနားမှာပဲပြီးသွားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နောက်တစ်ပိုင်းမှာတော့ဒီစောက်ထဲမှာတော့ရှင်းပြတာတော့မရှိဘူးကျွန်တော် knowledge sharing လေးနည်းနည်းလုပ်ပေးပါမယ်အဲ့ဒါပါလဲဆိုတော့ဒီ Node.js
project structure ပေါ့နော် project တည်ဆောက်ထားတဲ့ develop ပါလာတဲ့ folder လေးတွေကဘာတွေလဲဆိုတဲ့ဟာပေါ့နော် okay အဲ့ဒါလေးတွေကိုကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာရှင်းပြပေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်